ကျိုးပြုကြောင်းလေးပြောပြတော့မယ်ဒီကြောက်ကြပါအဲဒီနေ့ကတော့လူတို့အကျိုးပြုကြောင်းလေးပြောပြတော့မှာပါတယ်လူတို့အကျိုးပြုကြောင်းလေးတွေကဘာလဲကြားပြန်ပြီလူတို့အကျိုးပြုကြောင်းလေးတွေကဘာအကြောင်းလေးတွေလဲဆိုတော့ကျမတို့တွေထမင်းစားတယ်မလားထမင်းစားရင်လုံးဝလက်ကြီးနဲ့မစားပါနဲ့လက်နဲ့စားလို့ဖင်းနဲ့စားမှာဇွန်းနဲ့စားပါရှင်ကြည့်ကြပြန်ပြီစားတာပါခြေထောက်နဲ့မစားပါနဲ့လို့ပြောချင်ပါတယ်မကြည့်လားဒါလေးကတော့လူတို့ကျုပ်ကျုပ်ကြောင်းလေးပဲဖြစ်ပါတယ်ဒါလည်းလူတို့ကျုပ်ကျုပ်ကြောင်းလေးတစ်ချက်တစ်ချက်လေးနားထောင်ပေးကြပါတစ်ချက်လေးရပြီးတော့ပါပြီဆိုတော့ကျွန်တော်လူတို့ကျုပ်ကျုပ်ကြောင်းလေးတွေထပ်ဆက်လက်ပြောပါမယ်ကျမဆိုလို့ရှိရင်အမြဲတမ်းလိုင်းကားပေါ်မှာအိတ်ငိုက်ပါတယ်အဲ့ဒါကြောင့်မှတ်တိုင်နေခဏခဏကြော်ပါတယ်အဲ့ဒါပြုတ်ကြတယ်အဲ့ဒါကြောင့်လိုင်းကားပေါ်မှာအိတ်မငိုက်ဖို့အတွက်တတိစောက်ပြုတ်ကြတယ်လိုင်းကားပေါ်မှာအိတ်မငိုက်ဖို့အတွက်လူတို့အကျိုးပြုကြောင်းလေးကိုကျမတက်ဆက်ပေးလိုက်ပါတယ်အဲ့အချိန်မှာပဲကျမအိပ်ပျော်သွားတဲ့အချိန်မှာပဲမှတ်တိုင်ကြော်သွားပြီးတော့အမှဒုက္ခတွေရောက်ပါတယ်မှတ်တိုင်ကြော်သွားပြီးတော့အမှဒုက္ခတွေပြုတ်ကြတယ်ဒီနေ့တော့လူတို့ကျုပ်ကျုပ်ကြောင်းနဲ့ပြောပြရမှာပေါ့နော်မှတ်တိုင်ကြော်သွားပါတယ်အဲ့ဒါနဲ့ကျမဆက်စီးရပါတယ်စီးပြီးတော့နောက်ထပ်မှတ်တိုင်တစ်ခုရအောင်လို့အကြိုက်ဆောင်ပြီးတော့မှမှတ်တိုင်ကိုဟာပြစ်ကြသွားပြန်ပြီမှတ်တိုင်နဲ့ဆင်းပြီးတော့ကျမဆင်းရမယ်မှတ်တိုင်ကိုပြန်သွားရပေါ့နော်တန်လေးတွေကချိုးတာလိုက်ကြအဲ့လိုမျိုးဆင်းပြီးတော့လောက်ရတဲ့အချိန်မှာပဲကျမအိမ်ပြန်ရောက်တော့ Roblox ဆော့ပေါ့နော်အခုလိုမျိုးပဲပေါ့နော်ပြီးတော့ဒါယူလို့မရသေးဘူး3မိနစ်တာပေါ့ဒါနဲ့လိုက်ပါမယ်အဆိုင်ရတော့ပါပဲနောက်နေပါအောင်ပြီးရင်ဆင်းပါမယ်ဆင်းမဟိုဘက်တစ်ချမ်းသွားပါကျမဒီနေ့ Roblox မဆော့ပြတော့ပါဘူးဟုတ်ပါဘူးကျမဒီနေ့ OB မခုံပြတော့ပါဘူးဒီ OB ရဲ့မှာပါတဲ့ဒီပတ်ပြဟာလေးလိုက်လုပ်ပြသွားမှာဖြစ်ပါတယ်ဟာပြုတ်ကြနာကျမလူတို့ကြိုးပြကြောင်းလေးပြပြရတော့ဒီနေ့လောက်ပါပဲအမေဂိမ်းလေးတော့ဆော့ပြမယ်ပေါ့နော်လေကားယူကြော်ရတယ်တဲ့ကျမမေးကြီးလို့ကျမလေကားယူကြော်ရတယ်တဲ့မေးဒီနေ့ကတော့ဒီလောက်ပါပဲဒီနေ့ကတော့ဒီလောက်ပါပဲဒါ